င်္ဂလာပါရှင်ထိုင်းနိုင်ငံဝက်ဘန်ကောက်တင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့မဆန်းဆိုင်တို့ကဖတ်တရားမှာရှိတဲ့ Z3 by the Jin Hotel ကိုရောက်နေတာဖြစ်ပါတယ်ရှင်အထဲထဲကိုဝင်ပြီးတော့ကြည့်လိုက်ကြမယ်ရှင်สวัสดีค่ะโอเคจะก่อนแนะนำตัวเองให้ผู้ชมทางเราได้ไหมคะ สวัสดีค่ะชื่อจิ๊บค่ะจากแบรนด์ C2 by Design นะคะจะเป็น Guest Relation Manager นะคะขออนุญาตแนะนำโรงแรมนะคะ C2 by Design นะคะจะมีทั้งหมด 4 แบบนะคะแล้วก็จะเป็นห้องพักที่แนะนำสำหรับคู่รักนะคะถ้าเป็นคู่รักฮันนีมูนนะคะเราจะมีเป็นห้องแกรนด์พูลเอสเซทนะคะอยู่บริเวณหน้าสระว่ายน้ำขนาดใหญ่ของเรานะคะก็จะต้องระบุว่าเป็นแกรนด์พูลเอสเซทนะคะเป็นคิงเบดนะคะแล้วก็จะมี2สไตล์ค่ะห้องที่เป็นพูลวิวก็จะเป็นแกรนด์พูลวิวอยู่บริเวณอยู่ด้านหน้าของสระว่ายน้ำค่ะบริเวณด้านหน้าก็สามารถเล่นน้ำแล้วก็มีพูลบาร์นะคะค่ะโอเคค่ะขอบคุณที่อธิบายรายละเอียดมากเลยค่ะโอเคအခုဆိုမဆက်ဆိုင်တော့ဒီ guest relationship manager နဲ့အတူအခန်းလေးကိုလိုက်ပြီးတစ်ခုချင်းပြပေးတော့မှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အရင်ဦးဆုံးဒီဗီဒီယိုလေးကိုအဆုံးကြီးကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်နော်ပထမဆုံးအနေနဲ့ Thailand Anywhere ရဲ့ရုံးခန်းလေးတွေနဲ့ရေလုံးမိတ်ဆက်ပေးပြရစီ Thailand Anywhere ရုံးခန်းလေးတွေကတော့ဘန်ကောက်ရန်ကုန်နဲ့စမ်းလေးမှာတရှိများဖြစ်ပါတယ်နော် Thailand Anywhere Company အနေနဲ့ထိုင်းနိုင်ငံတနင်္သာရီမှာရှိတဲ့ Hotel ဝင်ကြီးလက်မှတ်ပေါင်းစုပေါင်း200ကျော်နဲ့ Driver မှာရယူပြီးသားလည်းဖြစ်ပါတယ်ရှင် Thailand Anywhere ရဲ့ website လေးမှာလည်းဝင်ရောက်ပြီးတော့ product လေးတွေကိုအသေးစိတ်လေ့လာနိုင်ပါတယ်နော် Thailand Anywhere ရဲ့ page လေးကို like and follow လေးလုပ်ပေးဖို့လည်းမမေ့ကြဘူးတောင်းဆိုချင်ပါတယ်ရှင် Thailand Anywhere မှာရရှိနိုင်တဲ့ product တွေကတော့ hotel ကိုပြန်ဝင်ဆောင်မှုကားငှားဝင်ဆောင်မှုနဲ့ weekly လက်မှတ် flight ticket စတာတွေဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ထိုင်းနိုင်ငံကိုသွားမလို့လားဟိုတယ်များကိုအသက်သားဆုံးစည်းနှုန်းနဲ့ရှာဖွေလိုက်ပါဟိုတယ်တွေကိုမြို့ budget area အလိုက်ရှာဖွေလို့ရပါပြီကဲအခုပဲ www.thanywhere.com မှာကြည့်ရှုလိုက်ပါဒီအခန်းကြီးကတော့ brand ဆက်ဆက်အခန်းကြီးပေါ့နော် promotion အခန်းကြီးပါသိတဲ့ဝင်စတဲ့ဒီစိတ်ရပြတ်တဲ့ကောင်ရှင်ဟုတ်ကဲ့အခုဒီတစ်ခါတော့ဒီမှာ Grand Food Access Room လေးပေါ့နော် green ကြီးတာလေးရှိလိုက်တာဆိုတော့ဒါလေးကိုတစ်ခါရပြပြပါမယ်ဒီအခန်းလေးကတော့ဒီ last screen အခန်းပေါ့နော်ဒီ last screen full asset အခန်းလေးဖြစ်ပါတယ်။ဆက်ဆက်နေတာလေးကိုရကြပေးပါမယ်။
Okay အခုဆိုရင်ဖန်ဆိုင်နေဒီ feature to access ပြင်နေလေးပေါ့နော်အဲ့ဒါလေးဖတ်ပြီးရပြပေးပါမယ်ရှင်ဆိုင်လုံးဆက်2ပိုင်းတက်စရင်းဟိုတယ်လေးအကြောင်းအသေးစိတ်တွေရှင်းပြခဲ့ပြီးလို့ထားပါတယ်နောက်တဲ့ဗီဒီယိုလေးတွေမှာပြန်ပြီးဆုံပါမယ်ရှင်အားလုံးပဲ bye bye